အားလုံးမင်္ဂလာပါလောကဝမ်းမြောက်ဟုတ်တယ်ကောင်းကင်တမန်တွေကြွလာတဲ့အခါမှာတိုးဒိဋ္ဌိကအင်မတန်မှချမ်းအေးတဲ့ဒီလိုဒီဇင်ဘာလကြီးအင်မတန်မှချမ်းအေးပါတယ်အင်မတန်မှခိုက်တုံအောင်အသေးတမျှအေးတဲ့ဒီရာသီဥတုကြီးကိုခံစားတော့လည်းပဲကောင်းကင်တမန်တွေကဘာပြောလဲဆိုတော့ကြောက်ရွံ့ခြင်းမရှိနဲ့တင်တို့ဒီအလွန်ဘာဖြစ်လဲဝမ်းမြောက်ဝမ်းသာစရာနည်းနည်းဝမ်းမြောက်တာလားများများဝမ်းမြောက်တာလားအလွန်ဝမ်းမြောက်တာလားဟုတ်တယ်ဘုရားသခင်လည်းတင်းကိုနည်းနည်းဝမ်းမြောက်တာလေဟာများများဝမ်းမြောက်တာလေမလို့ချင်ပါဘူးဘုရားသခင်တင်းကိုဘလို့ဝမ်းမြောက်စေချင်လဲကျွန်တော်ပြောပြမယ်ပျော်တာနဲ့ဝမ်းမြောက်တာတူလားဒီနေ့ဒီနေရာကိုလာတာကျွန်တော်ကပျော်လို့လာတာလားအချင်းတွေကပျော်စရာကောင်းလားမိသားစုအရေးကိုပြန်ကြည့်လိုက်ပျော်စရာကောင်းလားသို့တော့ယေရှုအားဖြင့်အဲ့ဒီပျော်စရာတဲ့ပို့ပြီးတော့ဘုရားကပေးခြင်းတဲ့အရာကဝမ်းမြောက်ခြင်းဖြစ်ပါတယ်အဲ့ဒီဝမ်းမြောက်ခြင်းဆိုတာဘာလဲဘုရားသခင်ရဲ့ဂတိတော်သခင်ယေရှုအတူရှိခြင်းတကယ်ရှုလွန်ကတဲ့နှစ်ပေါင်း2000ကပြုတ်ခဲ့တဲ့ကရဏီတောင်ကုန်းမှာအမှုပြီးပြီဆိုတဲ့လွတ်မြောက်ခြင်းပဲဖြစ်ပါတယ်။နော်ဒါမို့အခုချိန်မှာတော့ကျွန်တော်နှုတ်ကပတ်တော်မသွားခင်မှာနော်ကျွန်တော်ကိုပြီးဆရာပြီးနော်ဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်ဒီနေရာကိုလာတဲ့အခါမှာယုံကြည်သူခရစ်ယာန်တွေအတွက်ကတော့ပြဿနာမရှိဘူးပေါ့။ဒါပေမဲ့တခြားမယုံကြည်သူတွေကဟာသေခြင်းတရားနော်အော်မနေ့ကလည်းဆရာသောမတ်ကသူအခုတချင်းဆိုတာနောက်ဆုံးဖြစ်ချင်လဲဖြစ်မယ်ဟာကျွန်တော်စဉ်းစားကြည့်တယ်ပြန်ကားများတိုက်မလားဖားဟဲ့သူကားတိုက်တာအကြောင်းမဟုတ်ဘူးအတူတူလိန်ပြန်နဲ့ပြန်မှာလိန်ပြန်ပြက်ကြရင်ကျွန်တော်မှဘာပါဟဲ့သူကသူပြောတာအကြောင်းမဟုတ်ဘူးဒီမှာရှိတဲ့လူတွေလဲတဲ့ဟဲ့ဒါပေမဲ့မပူပါနဲ့ချစ်တော်မိတ်ဆွေတို့ဒီသေခြင်းတရားဆိုတာဘု து လက်ထဲမှာပဲရှိလဲအသက်ရှင်ခြင်းဆိုတာလည်းဘု து လက်ထဲမှာပဲရှိလဲဒီနေ့ဘုရားသခင်ကသင်ကိုသေနစ်မစေ့ဘဲနဲ့ဘယ်တော့မှမခေါ်ဘူးသင်ပူစရာမလိုနော်ဒါကြောင့်ကျွန်တော်အခုဆရာကိုပြီးသေနစ်မစေ့သေးလို့သေနစ်မစေ့သေးလို့တကယ်တော့ကိုဗစ်မှာ10ရက်အိတ်လို့မရဘူးနော်အခုသူတက်တက်ခံမဲ့သူကိုသူနော်သေလူလို့သူသတ်မှတ်ထားတာဒါမှမသေးဘူးဘာဖြစ်လဲဘုရားသခင်အခွင့်မရှိဘူးသူ10ရက်အိတ်လို့မရဘူးစဉ်းစားကြည့်10ရက်မရအိတ်လို့မရတဲ့လူကဘာဖြစ်လဲဘာဖြစ်သွားလဲဒါနဲ့တော့ကျွန်တော်ကအဲ့ဒီကိုဗစ်မှာ तू အိတ်လို့မရတာပဲသိတာ तू ကပြန်ပြောပြတယ်မဟုတ်ဘူးတဲ့ဟိုတော့ तू ကဒါကစ်တာဘူး3လအိတ်လို့မရဘူးတဲ့အဲ့တော့3လနဲ့10ရက်ပေါင်းလိုက်တော့ရက်40ပေါ့နော်ဒီနေ့ငွေကြေးတွေပြည့်စုံတဲ့အဆွေမျိုးတွေညီကိုမောင်နှမတွေနဲ့နော်အခုလို့နော်အေးချမ်းတာယာနေရတဲ့အချိန်ကတော့ပြဿနာမရှိပါဘူးတကယ်တော့အခက်အခဲဒုက္ခပြဿနာရောက်လာတဲ့အခါမှာတယောက်တည်းရှိလာတဲ့အခါမှာအခုနားလို့တကယ်ကိုယောဂဝိရဏနဲ့တွေ့ရတဲ့အခါမှာဘာမှလည်းဖရာသခင်ကိုရောကျွန်တော်နဲ့ရှိရဲ့သေးလားရှိသေးရဲ့လားဒီနေ့ဘာနဲ့တူလဲဆိုတော့လူဟာသောင်ပြင်ပေါ်မှာယေရှုဖခင်နဲ့လမ်းလျှောက်တဲ့လူနဲ့တူပါတယ်အဲ့တော့တကယ်ယေရှုဖခင်နဲ့လမ်းလျှောက်တဲ့ခါမှာယာသီတို့လည်းတာယာတို့အရင်ပျော်စရာကောင်းတဲ့ပင်လယ်ပြင်ကိုကြည်ယာသီတို့ကြည်ပြီးတော့ hallelujah praise the lord နော်တောင်ပြင်မှာလမ်းလျှောက်တဲ့အခါမှာခြေရာလေးတွေကသခင်ယေရှုရဲ့ခြေရာနဲ့သူ့ရဲ့ခြေရာမကြခင်မှာပဲမုန်တိုင်းတွေလိုင်းတဘိုးတွေယာသီတို့ဆိုးဝါးသွားတဲ့အခါမှာအဲ့ဒီသူကအရန်ကိုကြောက်ရွံ့သွားတယ်အဲ့ဒီချိန်မှာအရန်ကြောက်လို့အာကြီးလို့သူအော်ဟစ်လိုက်တယ်ကိုရောဗမာလဲခြေအားကြီးတော့ခြေအားတစ်ခုပဲကြံတော့တယ်ဟာငါ့ကိုချစ်ပါတယ်ငါ့ကိုကယ်တင်ပါတယ်ငါ့ကိုပြစ်မထားပါဘူးဆိုတဲ့အဲ့ဒီသခင်ကဗမာလဲတန်တရားစိတ်တွေဝင်လာတယ်အားငယ်စိတ်တွေဝင်လာတယ်အဲ့ဒီခါမှာတကယ်ပဲသူအဲ့ဒီယေရှုခရစ်တော်ဖျားကိုနော်အော်ဟစ်ပြီးတော့
နော်ဒီနေ့အဲ့ဒီယေရှုခရစ်တော်ဖျားကိုမိကုံထုတ်လိုက်တဲ့အခါမှာသခင်ရှုဖျားကငါသားတဲ့မင်းအခုတွေ့နေတာမင်းချီရမဟုတ်ပါဘူးတဲ့နော်ဒီနေ့တာရရဖြစ်နေတဲ့အချိန်မှာအတူတူလမ်းလျှောက်တယ်မုံတိုင်းတွေထားတဲ့အခါမှာပြဿနာအခက်အခဲတွေရှိတဲ့အခါမှာမင်းကငါချီပွေ့ထားတာမင်းအခုတွေ့တဲ့ချီရမင်းချီရမဟုတ်ပါဘူးငါချီရပါချစ်တော်ကြီးကိုမောင်မတို့အခက်အခဲတွေဒုက္ခတွေပြဿနာတွေဆင်းရဲဒုက္ခတွေရှိနေတဲ့အခါမှာမမလဲကိုတော့တကယ်တော့သင်ကိုဖခင်ကချီပွေ့ထားပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အသက်တာထဲမှာပျော်ရွှင်စရာတဲ့ဝမ်းမြောက်စရာဆိုတာဖခင်သခင်အတူရှိခြင်းဖခင်သခင်ဂတိတော်အားဖြင့်ပေးတဲ့လွတ်မြောက်ခြင်းဖြစ်ပါတယ်နော်ခြေအားဆိုတဲ့ချင်းလေးနဲ့ကိုတော့ချီးမွမ်းပြီးတဲ့အခါမှာနော်ကိုပြီးကဒါသူ့ရဲ့နော်ခီးဘုတ်လက်တန်လေးကိုလည်းကျွန်တော်တို့နော်တွေ့ရမှာကြားမှာဖြစ်ပါတယ်လို့နော်ဘုရားသခင်အင်မတန်မှကောင်းပြတ်ပါတယ်လို့နော်ဒီတမန်ကျမ်းစာကပြောပါတယ်နော်လိုက်ဆိုရအောင်နော်သင်တို့သည်ဤလောက၌ဆင်းရဲဒုက္ခကိုခံရကြမည်သို့တော်လည်းမစိုးရိမ်နှင့်ငါသည်လောကကိုအောင်ပြီဒီနေ့သင်ကျွန်တော်သက်တာထဲမှာသခင်ယေရှုခရစ်တော်ကိုယုံလို့ဖခင်ကိုယုံလို့ငါတို့တော့ဒီဒုက္ခတွေပြဿနာတွေအခက်အခဲတွေမရှိတော့ဘူးမဟုတ်ပါဒီနေ့သင်ကိုဘုရားသခင်ကရည်ရွယ်ချက်ရှိရှိနဲ့ဒီအခက်အခဲတွေဒုက္ခတွေပြဿနာတွေကိုပေးတွေ့ရခြင်းဟာဒီနေ့ကျွန်တော်သက်တာကြီးကျွန်တော်ရဲ့ဘဝရင့်ကျက်လာဖို့ဖြစ်ပါတယ်လိုက်ဆိုရအောင်နော်ထို့သောစုံစမ်းနှောက်ယှက်ခြင်းကိုကိုယ်တော်တိုင်ခံ၍ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောကြောင့်စုံစမ်းနှောက်ယှက်ခြင်းအမှုနှင့်တွေးကြုံသောသူတို့ကိုမဆခြင်းကတတ်နိုင်တော်မူ၏ကမ္ဘာလောကစကြဝဠာမိုးမြေကိုဖန်ဆင်းတဲ့အဲ့ဒီတဆူသောထာဝရဘုရားသည်လူစားတိကိုခံယူပြီးယေရှုခရစ်တော်အနေနဲ့လောကကိုကြွားလာတယ်လောကမှာနှစ်ပေါင်း33နှစ်တိုင်တိုင်အသက်ရှင်ပြီးတော့တဲ့တမန်ကျမ်းစာကဘာပြောလဲစုံစမ်းနှောက်ယှက်ခြင်းကိုခံတယ်တဲ့ဘာကိုခံခဲ့လဲလောကမှာသူမွေးကလေးကဒုက္ခဆင်းရဲခြင်းအခက်အခဲပြဿနာအားလုံးသူခံခဲ့တယ်အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကိုကိုယ်တော်တိုင်ခံတဲ့အတွက်ကြောင့်တဲ့ဒုက္ခဆင်းရဲခြင်း၌ကျင်လည်သောသူတို့ကိုစုံစမ်းနှောက်ယှက်ခြင်းနဲ့အမှုကိုတွေးကြုံသောသူတို့ကိုမဆခြင်းကဘာဖြစ်လဲတတ်နိုင်တယ်ဘလို့တတ်နိုင်လဲဆိုရင်စုံစမ်းနှောက်ယှက်ခြင်းအမှုနဲ့ဘာဖြစ်လဲတွေးကြုံနေရတဲ့သူတွေဘာဖြစ်လဲမဆနိုင်တယ်ဒါမှမဟုတ်ဒီမှာရှိနေတဲ့ကျွန်တော်တို့တခြားသောဘာသာဝင်များပေါ့နော်ကျွန်တော်ခရစ်ယာန်တွေကသေခြင်းတရားလို့ပြောတဲ့အခါမှာတကယ်တော့သေခြင်းတရားဆိုတာဒါအမင်္ဂလာစကားပဲနော်ဒါကကြားလို့ကောင်းတဲ့စကားတော့မဟုတ်ဘူးဒါပေမဲ့လို့ယုံကြည်သူခရစ်ယာန်အသက်တာယေရှုခရစ်တော်အားဖြင့်တကယ်ရှိကဘာပြောလဲလိုက်ဆိုရအောင်ငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်အဲ့တော့တကယ်ရှုခရစ်တော်ကိုယုံကြည်တော်သူအတွေ့သေခြင်းတရားဘာဖြစ်သွားပြီလဲမရှိတော့ဘူးကြည်စမ်းယေရှုခရစ်တော်အားဖြင့်သေခြင်းတရားဘာဖြစ်သွားပြီလဲဟာပျောက်ကွယ်သွားပြီဘာဖြစ်လဲယေရှုခရစ်တော်ကိုယ်တိုင်လက်ဝါးကားတိုင်းမှာဘာလုပ်ခဲ့လဲသေခြင်းကိုစားကျွန်တော်တို့အသေးခံပြီးတော့အဲ့ဒီသေခြင်းကိုသုံးရမြောက်သောနေ့မှာဘာဖြစ်သွားလဲဟဲ့အောင်မြင်သွားတယ်ဒါမို့ယေရှုကိုယုံကြည်တော်သူဟာဘယ်တော့မှထာဝရမသိတော့ဘူးဒါမှမဟုတ်ကျွန်တော်ခရိယန်အတုပနော်ခရိယန်ဇာဗနာအခမ်းအနားသွားတဲ့ခါမှာတခါတလေရက်တောင်လေးတွေကန်းတယ်နော်ကျွန်တော်ရက်တောင်တွေရဘူးမယ်အဲ့ဒီမှာဘယ်လိုရေးထားလဲခရစ်တော်၌အတုပလို့ရေးလားကွယ်လုံးအနှိမ့်ဆက်ရောက်ခြင်းလို့ရေးလားဘဝတစ်ပါးတော့ပြောင်းသွားပြီးရေးလားဘယ်လိုရေးလဲဟုတ်တယ်ယေရှုခရစ်တော်ကိုယုံကြည်တော်သူဟာဘယ်တော့မှထာဝရသေခြင်းဆိုတာ
မရှိတော့ဘူးဒီနေ့ခန္ဓာနဲ့ဝိညာဉ်မနေ့ကလည်းဆရာတော်မပြောတယ်နော်ဒီနေ့လူတယောက်တည်သွားပြီဆိုရင်ကျွန်တော်အကိုပညာရေးမှုအသက်58နှစ်နဲ့နော်ခရစ်တော်ခေါ်သွားတဲ့အခါမှာသူတပည့်တွေသူရဲ့လုပ်ပေါ်ဆောင်ပေးရလာကြည့်တယ်ဟာဆရာကြီးမရှိတော့ဘူးဘာလို့မရှိရမှာဒီမှာလဲနေတယ်လေခေါင်းထဲမှာလေဒါပေမဲ့ဘယ်လိုပြောလဲဆရာကြီးဘာမရှိတာလဲဟုတ်တယ်တကယ်တော့အဲ့ဒီအသက်ဝိညာဉ်ဒီခန္ဓာကိုယ်ဟာသင်္ခါရပဲလေအတုပဲလေမြေကြီးကလောတော့ဘယ်ကိုသွားမလဲတို့အသက်အဲ့ဒီအသက်ဝိညာဉ်ဘယ်ကိုသွားမလဲဒါမို့တကယ်ရှုခရစ်တော်ကိုယာဣရုဆိုတဲ့ပုဂ္ဂိုလ်ကသူ့သမီးလေးသေကန်ဒီလာခေါ်တယ်ကျွန်တော်သမီးလေးကိုကယ်ပါဦးသေတော့မယ်ယာဣရုရောက်သွားတဲ့အခါမှာသူ့သမီးကဘာဖြစ်သွားပြီလဲအသက်မရှိတော့မလောင်ငိုကြအကြီးကျယ်ဒါနဲ့ယေရှုကအိမ်ထဲရောက်တဲ့အခါမှာဘာပြောလဲမငိုကြနဲ့တဲ့ဟဲ့ဟိုမခလေးသေလို့လေတငယ်ချင်းတွေအမျိုးတွေလောင်ငိုတာဘာဖြစ်လဲမငိုနဲ့တဲ့ဒီကလေးမှာသေတာချစ်တော်ညီကိုမောင်နှမတို့ယေရှုခရစ်တော်ကိုယုံကြည်တော်သူကသေခြင်းတရားမရှိသေခြင်းသည်ဘာလဲအသက်ရှင်ခြင်း၌နှိမ့်မြုပ်သွားပြီပြန်ပြောမယ်နော်သေခြင်းသည်ဘာမှနှိမ့်မြုပ်သွားပြီလဲညစ်ထဲမှာဂဲလုံးတစ်လုံးပြစ်ချကြည့်လိုက်မမြုပ်သွားဘူးလားဂဲလုံးတွေ့ရသေးလားကြောက်တုံးကြီးပြစ်ချလိုက်တွေ့ရသေးလားအဲ့ဒီလိုပဲယေရှုခရစ်တော်အပြည့်သေခြင်းတရားသည်ဘာဖြစ်သွားပြီလဲဘာပဲကြံလဲအသက်ရှင်ခြင်းဒါကြောင့်မလို့သေခြင်းတရားကျွန်တော်ယုံကြည်သူခရစ်ယာန်အတွက်မင်္ဂလာမဟုတ်တော့ဘူးသေခြင်းတရားကျွန်တော်တို့နမိတ်မကောင်းတာဟဲ့ချွတ်လွဲပါစေဖွဲပါစေပြောစရာမလိုတော့ဘူးဒါမှမဟုတ်ကျွန်တော်ယုံကြည်သူခရစ်ယာန်သက်တာမှာကျွန်တော်အသက်တာကိုဖျားပိုင်ယေရှုခရစ်တော်သည်ယုံတဲ့အခါမှာယေရှုအပြည့်ဘုသူသားသမီးဖြစ်သွားပြီလေဟုတ်တယ်လိုက်ဆိုရအောင်ထိုသူကိုလက်ခံသမျှတော်သူတည်းဟူသောကိုတော်ယေရှုကိုယုံကြည်တော်သူတို့အားဖျားသခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ယေရှုအပြည့်သင်ဘုသူသားသမီးဖြစ်သွားပြီလေဟဲ့ဘုသူသားသမီးလေဘုသူသားသမီးလေနမနှစ်ဘာနိုင်ငံသားလဲဟဲ့ဟုတ်တယ်အခုဆရာမျက်နှာမြစ်ကြီးနားရောက်လာတယ်မြစ်ကြီးနားမှာတွေ့လို့မြစ်ကြီးနားမှာအခုလောလောဆယ်ဒီတပတ်အတွင်းနေလို့ဆရာမျက်နှာသည်မြစ်ကြီးနားသားလားမြစ်ကြီးနားသားလားမို့လေဒီမှာတွေ့နေရတယ်ဒီမှာအိတ်တယ်လေဒီမှာလည်းရှိနေတယ်လေမြစ်ကြီးနားသားမဟုတ်ဘူးလားဘာသားလဲဘာလို့ရန်ကုန်သားလို့ပြောရလဲသူ့အိမ်ကဘာမှရှိလဲဟုတ်တယ်ရန်ကုန်ရွှေပေါက်ကံမှာတွေ့နေရတာကမြစ်ကြီးနားမှာဒါပေမဲ့ तू ကမြစ်ကြီးနားသားလားဘာသားလဲဘာဖြစ်လို့ရန်ကုန်သားဖြစ်ရလဲဟုတ်တယ်အဲ့ဒီလိုပဲသင်နဲ့ကျွန်တော်အသက်တာယေရှုအားဖြင့်လိုက်ဆိုရအောင်သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိနဲ့ငါကိုလည်းယုံကြည်လို့ငါခမည်းတော်ကိုလည်းယုံကြည်ကြလို့သင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းကငါသွားရ၏သို့မဟုတ်လေမဟုတ်ကြောင်းကိုသင်တို့အားငါမပြောဘဲမနေသင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရာအရက်၌သင်တို့ရှိစေခြင်းကသင်တို့ကိုငါထံသို့သိမ်းဆည်းမည်အခုသခင်ယေရှုသေခြင်းကရှင်ပြန်ထမြောက်ပြီးဘယ်ကိုပြန်တက်သွားလဲဘာပြန်လောက်တာလဲသင်နဲ့ကျွန်တော်နေဖို့ဘာပြန်ပြင်ဆင်ထားလဲဟုတ်တယ်ဒါဆိုရင်သင်နဲ့ကျွန်တော်ရဲ့အိမ်ဒီပမာလဲအဲ့ဒါဘာအိမ်လဲထာဝရအိမ်လောကမှာရှိတဲ့အိမ်ကဘာအိမ်လဲဒါဆိုသင်ဒီယေရှုအားဖြင့်လောကမှာသင်နေတဲ့လောကမှာသင်ကိုတွေ့နေရတယ်သို့တော်သင်ဒီလောကသားလားဘာနိုင်ငံသားလဲဟာလေလုယာကြည်စံဘာနိုင်ငံသားလဲဘာလို့ထာဝရအိမ်တော်မှာရှိလဲဒါပေမဲ့ယေရှုအပြည့်သင်ဒီဘာနိုင်ငံသားလဲကောင်းကင်နိုင်ငံသားဖြစ်တယ်သင်နဲ့ကျွန်ုပ်ဒီအပြည့်ငရဲကလွတ်မြောက်တော်သူတွေဖြစ်တယ်ဒါမလို့အဲ့ဒီဘုရားသခင်ဂတိတော်ဒီနေ့သခင်ယေရှုခရစ်တော်က
ယခုဘဝမှာသင်ခံမဲ့ဒုက္ခတွေဆင်းရဲခြင်းတွေအခက်အခဲတွေပြဿနာတွေနောင်ဘဝမှာကျွန်တော်ခံမဲ့အပင်ငယ်အားလုံးကိုလက်ဝါးကားတိုင်းမှာဘာလုပ်ပြီးပြီလဲအဲ့ဒီအပြစ်ကြွေးအားလုံးဘာလုပ်ပြီးပြီလဲပေးဆက်ခဲ့ပြီနော်ဒါမလို့တကယ်ရှုဟာတဲ့သင်နဲ့ကျွန်တော်ခံစားမဲ့ဒုက္ခဆင်းရဲခြင်းကိုတော်တိုင်ဘာလုပ်လိုက်လဲခံလိုက်တယ်ဒါကြောင့်မလို့စုံစမ်းနောက်ဆက်ခြင်းတွေ့ကြုံတော်သူတို့ပါပဲလေမဆာခြင်းကတတ်နိုင်တယ်နော်ဒါပေမဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေကျွန်တော်မှာစီဝိုင်းလူမှုရေးကျမ်းမာရေးအစည်းအရေးတွေအများကြီးရှိပါတယ်တော်တော်မနေ့ကဆရာမျက်နေလေဝင်ငါပြီးပါပြီဒီနေ့ကျွန်တော်အပြစ်ကြွေးတွေကြောင့်ခါတဲ့ဒီဒုက္ခတွေဆင်းရဲခြင်းတွေအားလုံးယေရှုခရစ်တော်ဘုရားဖြစ်လို့ဖြည့်ရှင်းပြီးပြီဖြစ်ပါတယ်ဒါမို့သင်သည်ယေရှုအားဖြင့်အပြစ်ကနေဘာဖြစ်သွားပြီလဲလိုက်ဆွဲအောင်သခင်ယေရှုဤအသွေးတော်သည်ငါတို့အပြစ်တဝက်လားနည်းနည်းလေးလားလေးပုံသုံးပုံလားမဟုတ်ဘူးလိုက်ဆွဲအောင်ငါတို့အပြစ်ရှိသမျှကိုစေးကြောတော်မူ၏အပြစ်ဘယ်လောက်လဲရှိသမျှဆိုတော့ကြံသေးလားအတိတ်ကအပြစ်ပြစ်ဆုံးမှာလုပ်တယ်အနာဂတ်မှာအဲ့ဒီအပြစ်တွေအားလုံးမလုပ်လိုက်ပြီလေဒါဆိုရင်သင်နဲ့ကျွန်တော်ဒီယေရှုအသွေးတော်အားဖြင့်ဘာဖြစ်သွားပြီလဲအပြစ်မှာလွတ်မြောက်တော်သူအပြစ်မှာကင်းစင်တော်သူအပြစ်တစ်စက်မှာမရှိတော်သူချစ်တော်ညီကိုမောင်နှမတို့ဒါတမန်တရားဖြစ်ပါတယ်ဒီနေ့သခင်ယေရှုခရစ်တော်ကိုသင်ယုံကြည်လိုက်တဲ့အခါမှာကျွန်တော်မနေ့ကပြောလို့ပဲဟာဘယ်လိုဖြစ်နိုင်မှာလဲငါဒီနေ့နော်စိတ်ဆိုးနေတော့ပဲငါလောဘကြီးနေတော့ပဲငါလည်းတစ်ခါတလေမားနေတော့ပဲမှန်ပါတယ်လောကမှာနေတဲ့အခါမှာသွေးသားဆန္ဒကြောင့်ဒီနေ့မှားယွင်းမှုတွေရှိပါတယ်သို့တော်သခင်ယေရှုကသင်ရဲ့အပြစ်တွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000တဲကအဲ့ဒီအပြစ်အလုံးဘာလို့ထားပြီးသားလဲဒါမို့သခင်ယေရှုဘုရားကသင်ရဲ့အပြစ်ကိုဘယ်တော့မှမမှတ်တော့ဘူးသင်ရဲ့အပြစ်ကိုဘယ်တော့မှပြန်လဲပြီးတော့သင်ကိုမပေးဆက်ခိုင်းတော့ဘူးဘာဖြစ်လဲ तू လက်ဝါးကားတိုင်းမှာပေးဆက်ပြီးဖြစ်တယ်နော်ဒါပေမဲ့ကျွန်တော်အားနေချက်တဲ့အပြစ်တွေကိုကျွန်တော်သိတဲ့အခါမှာတမန်ကျမ်းစာကပြောပါတယ်လိုက်ဆိုရအောင်နော်ကိုအပြစ်ရှိသမျှတို့ကိုဖော်ပြတောင်းပန်လေငါတို့အပြစ်ရှိသမျှကိုလွတ်၍ဒုစရိုက်နှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်သစ္စာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူတယ်လောကမှာနေတဲ့အခါမှာသွေးသားဆန္ဒကြောင့်အားနေတာမရှိဘူးလားဒီနေ့စုံစမ်းနှောက်ယှက်ခြင်းအမျိုးမတွေ့ဘူးလားတိုးတော့ဘုရားသခင်သားသမီးတွေဟာကိုယ့်အမားကိုသိလားမသိဘူးလားဘာပြန်လုပ်ရမလဲဟုတ်တယ်ကိုယ့်အပြစ်တွေကိုဝန်ချတောင်းပန်တယ်ဒီနေ့ပေတရုသည်သူ့အမားကိုသိလားမသိဘူးလား तू ဘာလုပ်ခဲ့မိလဲယေရှုကိုညှင်းပယ်မိတယ်သို့တော့သခင်ယေရှုကိုပြန်လာပြီးတိုးဝင်ချင်းကပ်လားမချင်းကပ်ဘူးလားယူဒရှကာယုတ်ယေရှုကိုပြစ်မှားလားဘာလုပ်ခဲ့လဲသူတို့အပြစ်ဘသူကပို့ကြီးလဲဘသူကပို့ကြီးလဲတကယ်တော့အပြစ်ကအပြစ်ပဲဟုတ်တယ်မလားသို့တော့ယူဒရှကာယုတ်ကနောင်တရလားမရဘူးယေရှုစီပြန်မလာဘူးတကယ်တော့ယူဒရှကာယုတ်ဒီငကိုတည်းကယေရှုကိုမယုံတာဖြစ်တယ်တကယ်သခင်ယေရှုကိုယုံကြည်ပြီးဘုရားသခင်သားသမီးဖြစ်တော်သူဟာကိုအမားကိုသိတယ်ပေတရုကဲ့သို့သောဘုရားသားသမီးများဖြစ်ဖို့အရေးကြီးပါတယ်ဒါနော်ဒါဘုဒ္ဓမှာရှိနေတဲ့ကျွန်တော်ညီကိုမောင်နှမတွေဒီမှာရှိနေတဲ့နော်ခရစ်တော်ကိုမြည်ဆန်းနေတဲ့သူတွေတကယ်ပဲသင်သည်ယေရှုအပြင်ဘသူရဲ့သားသမီးဖြစ်သွားပြီလဲဘာနိုင်ငံသားဖြစ်သွားပြီလဲဒါဆိုရင်သင်ဘသူရဲ့အမွေကိုရပြီလေဟုတ်တယ်ဘုရားသခင်အမွေကိုသင်ပိုင်ဆိုင်သွားပြီးသားဖြစ်တယ်နော်ကျွန်တော်ဒီဥပမာလေးနောက်ဆုံးတစ်ခုပြောပြီးရင်ကျွန်တော်ဆရာရဲဝင်းထူးကိုဖိတ်ခေါ်ချင်ပါတယ်လို့နော်ကျွန်တော်မြေဝကျွန်းပေါ်မှာနာဂစ်တုံးကနော်ကျွန်တော်ဒုက္ခရောက်တဲ့သူတွေအမှအကြီးကျယ်ပဲသိချင်ပျက်စီးတဲ့ခါမှာနော်သူတို့သွားပြီးကျွန်တော်ကြည့်ရှုတယ်ပြုစုတယ်သူတို့ကိုအိမ်တွေဆောက်ပေးတယ်အဝတ်စားတွေသွားပေးတယ်ပေါ့နော်ကျိုးရန်ကုန်ကနေပြီးတော့သင်္ဘောကြီးကြီးနဲ့နော်အဝတ်အစားတွေ
ရှိသမျှပစ္စည်းတွေထိပ်ပြီးကျွန်တော်သွားကြသူတို့နဲ့ပဲပြောမယ်ဆိုရင်နော်အဲ့မှာသွားပြီးခွန်အားပေးသွားဆူတောင်းပေးနော်သူတို့သွားပြီးတော့နော်နှစ်သိပ်ပေးပေါ့နော်အဲ့တော့ကျွန်တော်သွားတဲ့အခါမှာကျွန်တော်အယောက်အစိတ်30လောက်ရှိတယ်နော်အဲ့တော့ကျွန်တော်တင်ပေါ်ထဲမှာပဲချက်ကြပြုတ်ကြပေါ့ဘာလို့လဲခုမှနေစရာအိမ်မှမရှိတော့ပဲနော်ချက်စရာပြုတ်စရာနေရာလည်းမရှိဘူးတင်ပေါ်ထဲမှာပဲတန်အိုးနော်အကြီးအသေးမိဖို့တွေယူသွားပြီးကျွန်တော်ချက်ကြပြုတ်ကြသေဥစရာတစ်ပါးကသူက volunteer ပေါ့နော်အခုလို့နော်သူကအစီခံပေါ့ကျွန်တော်အယောက်အစိတ်30ကိုနော်တောင်အိုးကြီးကြီးနဲ့သူကထမင်းချက်ကျွေးတယ်ဟင်းတွေချက်ကျွေးတယ်နော်အဲ့တော့တနေ့မှာကျွန်တော်ဘိုးကလေးပဲရောက်သွားတဲ့ခါမှာကျွန်တော်အားလုံးလည်းတော်တော်ပင်ပန်းနေပြီနော်ရဲ20အစိတ်လောက်ရှိပြီဆိုတော့ရမ်းပင်ပန်းတစ်လလောက်ရှိနေပြီအဲ့တော့ကျွန်တော်အားလုံးအိပ်ပြောတဲ့ချိန်မှာကျွန်တော်ကတင်ပေါ်ဥမှာတင်ပေါ်တော့တခြားလှေတွေကိုနော်တခြားတင်ပေါ်တွေတိုက်မိမှာဆိုတော့ကျွန်တော်တင်ပေါ်ဥကနေပြီးတော့ကျွန်တော်ကတင်ပေါ်မောင်းတဲ့လူလမ်းပြတဲ့အချိန်မှာအချိန်တန်တော့အဲ့ဒီခုနကတင်အုပ်ဆရာပေါ့နော်သူကချက်ပြုတ်ရေးတောင်းယူတော့ထမင်းချက်ဖို့အတွက်ဒံအိုးတွေဒံအိုးတွေသူဆေးတယ်နော်ခါတိုင်းဆိုရင်လေအဲ့ဒီဒံအိုးဒဲအိုးတွေဆေးတဲ့အခါမှာမြစ်တက်ကရှိတဲ့ရေကိုလေရေပုံးနဲ့ခါပြီးတော့သူဆေးတယ်ဒီတခါကျတော့သူဘလို့ဖြစ်သွားလဲမသိဘူးနည်းနည်းလဲရက်ရှည်တော့ပြင်းလာတယ်တဲ့နော်အဲ့ဒီမြစ်တက်ကရှိတဲ့ရေပုံးနဲ့မခတ်တော့ဘဲနဲ့အရှိန်နဲ့သွားတဲ့အဲ့ဒီသင်္ဘောဘဝကနေတော့တန်အိုးအကြီးကြီးကိုလေရေထဲကိုစိန်ပြီးတော့ဆေးတာစဉ်းစားကြည့်သင်္ဘောကအရှိန်နဲ့သွားတယ်တန်အိုးကြီးကိုမြစ်ထဲမှာနှစ်လဲဘာဖြစ်သွားလဲပါသွားတော့ပေါ့ဟာဒုက္ခပဲပါသွားတာကြောင့်မို့ကျွန်တော်ညနေစာငတ်မှာဟာကျွန်တော်စိတ်ထဲမှာလေကျွန်တော်ကြည့်လိုက်ဘောသားလည်းထွက်ချင်တော့ဟာဒီဆရာကွာကလေးမုံငယ်မုံနေရင်ရဲလိုက်ရရင်တော့စိတ်ထဲမှာနော်ဒါပေမဲ့အဲ့ဆက်လက်တော့မှသူသိတယ်ဗျာအပြင်းကြလို့နော်တန်အိုးကြီးမျောပါအဲ့ဒီတန်အိုးကအဲ့ဒီခက်တော့9000လားမသိနော်ရန်ကုန်မှာကျွန်တော်ဝယ်တာနော်ဟာနှမျောလဲနှမျောတယ်နော်ဒါပေမဲ့ကျွန်တော်လည်းမသိလိုက်ဖာတာဘောနော်ခလေးလည်းမဟုတ်တော့သူခမလည်းအခမဲ့လေသူကုညီတာမလားဒါကျွန်တော်မသိလိုက်ပါလားအရှင်ကိုလဲသူကကျွန်တော်စီရောက်လာဆရာတဲ့အေးဘာကိစ္စလဲကျွန်တော်အမားတစ်ခုလုံးမိတယ်တဲ့ဟာဘာအမားလဲကျွန်တော်တို့ခါတိုင်းတန်အိုးစင်းရင်တဲ့မြစ်ထက်ကရေကိုဘုံနဲ့ခတ်စေတယ်ဒီတခါတော့ကျွန်တော်လေးတဲ့အပြင်းကျပြီးတော့တန်အိုးကိုမြစ်ထဲကိုကျွန်တော်မြုပ်ပြီးစလိုက်တော့တန်အိုးပါသွားပြီမျောသွားပြီကျွန်တော်အမားလုံးမိတယ်ဆရာတဲ့ကျွန်တော်ဒီတန်အိုးအတွက်အဖိုးကပြန်ရောပေးမယ်နော်ကျွန်တော်မလုပ်ပါနဲ့လို့ဒါမတော်တဆဖြစ်တာပဲလို့တင်မင်တကာလောက်တာမှမဟုတ်ပဲလို့မဟုတ်ဘူးဆရာတဲ့ကျွန်တော်သိပါတယ်တဲ့ဒါကအလှငွေနဲ့ဝယ်ထားတာကျွန်တော်ပြန်ယော်ပေးမယ်မယော်နဲ့လို့မဟုတ်ဘူးတဲ့ယော်ပေးမယ်မလုံးနဲ့မယော်နဲ့ဒါနဲ့ကျွန်တော်ပြောလို့မရတော့မဟုတ်ဘူးဆရာလောက်တာမှန်တယ်လို့ဗျာတဲ့ဟာဘာလဲတဲ့ဆရာလောက်တာမှန်တယ်လေစဉ်းစားကြည့်လေကျွန်တော်ဗမာစကားမှာရှိတယ်ဆေးကြောပြလိုက်ဆေးကြောပြီးဘာလို့ရမလဲပြလိုက်ဒါမို့ဆရာကဒံအိုးဆေးကြောတဲ့ကြောင့်ပြလိုက်တယ်မှန်တယ်ဒံအိုးမကောက်တယ်အကလုံးရှိမှဆေးကြောပြပလိုက်ကျွန်တော်ကြီးကမောင်မတို့ဒီနေ့တေးရအပြည့်အလုံးယေရှုခရစ်တော်ပြလောက်ဝါကားထဲမှာအသွေးတော်နဲ့ဘာလို့လိုက်ပြီလဲဆေးကြောယေရှုကမေ့သွားပြီဒါမို့တင်းနေကျွန်တော်ဟာဖျားသားသမီးဖြစ်တယ်ကောင်းကင်နိုင်ငံသားဖြစ်တယ်အေးဒီတန်ဖို့ဒီကျွန်တော်ရဲ့သားဖြစ်ခြင်းကောင်းကင်နိုင်ငံသားဖြစ်ခြင်းကိုကျွန်တော်မမေ့ပဲငါနဲ့တူဖျားရှိတယ်ကျွန်တော်နှလုံးသားထဲမှာယေရှုနဲ့အမြဲတမ်းခေါ်ဖိတ်လက်ခံပြီးတော့ဖျားသားအစစ်ကောင်းကင်နိုင်ငံသားအစစ်ဖြစ်နေဖျားရဲ့အလိုတော်အကြံစီတော်နဲ့ဆက်လက်အသက်ရှင်ဖို့ပဲအရေးကြီးပါတယ်ဒါတို့မှာရှိတဲ့ကျွန်တော်ညီကိုမောင်နှမတွေတင်းနေကျွန်တော်ဒီဘာနိုင်ငံသားတွေလဲဘသူသားသမီးတွေလဲဘသူရဲ့အမွေကိုခံတော်သူလဲတင်းဒီချုံနှောင်ချင်းကိုခံရတော်သူလားလွတ်မြောက်ခြင်းကိုခံရတော်သူလားဒါနေ့စဉ်နေ့တိုင်းမှာဖခင်ကိုတင်မျက်မှောက်ပြုပြီးတော့အဲ့ဒီအသက်ရှင်တဲ့ယေရှုခရစ်တော်နဲ့တင်နေ့တိုင်းမိသားဖွဲ့နော်ဖခင်ရဲ့နှုတ်ကပတ်တော်နော်ဒီနေ့တင်လေ့လာပါလို့နော်မရှိရင်လဲတောင်းပါနော်ဒီမှာဆရာမတွေနော်ဒီနေ့ဖခင်အင်မတန်မှကောင်းမြတ်တဲ့အကြောင်းကိုနော်ဆက်လက်ပြီးတော့ကျွန်တော်အသက်တာထဲမှာနော်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေ့စဉ်နဲ့ဖခင်ရဲ့လွတ်မြောက်ခြင်းတွေဖခင်ရဲ့ကြွယ်ဝခြင်းတွေယခုဘဝနောင်ဘဝလွတ်မြောက်ခြင်းကိုသင်ခံစားမယ်ဆိုတာကိုဒီနေ့ခရစ်စမတ်မှာနော်
ဝေမျှလိုပါတယ်တောင်ကြီးမှာခြေရလေးနှစ်ခုတော့တွေ့တယ်ကိုရောရှင်ငါရဲ့နှပေမှာရှင်မကြည်နူးချင်းမြားနဲ့လမ်းဆက်လျှောက်စင်ကားဘဝရဲ့ခီးစင်တဲ့မုန်တိုင်းကြရောက်ချိန်ခါဖောင်းမြေမှာခြေရလေးတစ်ခုပဲတွေ့တယ်တကယ်ရှောင်းခွာထွက်သွားပြီလားကွယ်ရှင်မခြေခွဲချင်းညနေမေးလိုက်မိစီမငါရဲ့ခရစ်တော်ရှင်ပြေစကားလေးတကွန်ချွေကdon't go, you'll see night, my lama, kissing night, and we won't go, Yeshua, Wichiga. To sound so catching night, to lamp your catching night, I think I'll be beyond your yet. နောင်တတရားတွေရင်ခွင်မှာအတိတရားတွေရင်ခွင်မှာတေချာခဲ့ပြီရင်မဆွဲပြီခိုင်မာခဲ့ပြီဒီသင်္ကန်းစာ တွေ့တယ်ကိုရောရှင်ငါရဲ့နှပေမှာရှင်မကြည်နူးချင်းမြန်နဲ့လက်ဆက်လျှောက်စင်ကားငါရဲ့ခီးစင်တဲ့မုန်တိုင်းကြာရောက်ချိန်မှာသောင်းမြေမှာခြေရလေးတစ်ခုပဲတွေ့တယ်
ထွက်သွားပြီလားကွယ်ရင်မာချေကွယ်ချင်းညနဲ့မေးလိုက်မိစင်ခါငါရဲ့ခရစ်တော်ရှင်ဒီစကားလေးကိုကြွေခါငါတော့ခါရောက်စင်တိုင်းမှာငါလမ်းမှာကဲချိန်တိုင်းမှာကံပေးပေါင်းမှာယေရှုမြတ်ဝေချီကကျေးဇူးတင်ပါတယ်ကိုပြီးတော့သူပဲကျေးဇူးတင်ပါတယ်